မိဘပြည်သူများရှင်ခန့်နေစုရဲ့သတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါတယ်ရှင်တကယ်တော့ဒီနေ့ကတင်းငွေလေးဆိုတော့ကျွန်မနားမလားလို့စိတ်ကူးရှင်လိုက်သေးရဲ့မနက်ကလေဒါပေမဲ့နားဖြစ်ပါအောင်ရှင်မိဘပြည်သူများအတွက်မင်္ဂလာသတင်းလေးတွေအရင်ပြောချင်လို့ဒီနေ့ကျွန်မနားမဲရက်ကိုအနားမယူဘဲနဲ့သတင်းလေးတင်ဆက်ဖြစ်တာပါကျွန်မပြောမဲ့သတင်းလေးကိုမင်္ဂလာသတင်းလေးကိုမိဘပြည်သူများလည်းသိပြီးသားဖြစ်မှာပါမုကုတ်မြို့ကြီးကိုမြမတက်မော်စစ်ကြောင်းကြီးပြန်လဲဝင်ရောက်သွားခဲ့ပါပြီတက်မတော်အားဆိုရင်နိုဝင်ဘာလ28ရက်နေ့နေ့ပိုင်းနေစတင်ပြီးတော့မိုးကုတ်မြို့ကိုစစ်ကားတွေနဲ့မြို့တွင်းကိုရောက်သွားခဲ့ပါပြီဒီတော့တက်မတော်ကမြို့တစ်မြို့ကိုရောက်ရှိသွားပြီဆိုတဲ့အခြေအနေတစ်ခုမှာမြို့ရဲ့အဓိကပထမဆုံးလောက်ရမှာကမြို့နာပတ်ဝန်းကျင်နဲ့မြို့တွင်းထဲမှာမြေမြုပ်မိုင်းတွေထောင်ထားခြင်းရှိမရှိဆိုတာလေသူတို့စစ်ဆေးရမှာပေါ့နော်စစ်ဆေးပြီးရဲ့အခါမှာဆိုတော့မြို့သူမြို့သားတွေပြန်လည်နေထိုင်နိုင်ဖို့အတွက်ပြုပြင်စရာရှိရပြုပြင်မယ်လှုပ်ဆောင်စရာရှိရလှုပ်ဆောင်မယ်အုပ်ချုပ်ရေးရဲ့နေရာကိုပြန်လည်လဲပတ်ရမယ်အဲ့ဒါပြီးရင်တော့မိုးကုတ်မြို့သူမြို့သားတွေအားလုံးမိုးကုတ်မြို့ကြီးကိုအိမ်ပြန်နိုင်ပါပြီရှင်ဒီသတင်းစကားလေးကိုပြောချင်လို့ကျွန်မဒီနေ့အလုပ်မနာပဲနဲ့သတင်းတင်ဆက်တာပါပြီးတော့မိုးကုတ်မြို့ကြီးကတော့တက်မတော်ရဲ့နှွေးထွေးရဲ့ရှင်ဝင်အောက်ကိုပြန်လည်ရောက်ရှိသွားပြီဒီလိုရောက်ရှိသွားတဲ့အတွက်ကျင်းတဲ့လူလည်းရှိမယ်မကျင်းတဲ့လူလည်းရှိမှာပဲဟုတ်တယ်နော်ပြီးတော့ကျွန်မအနေနဲ့ပြောချင်တာကမိုးကုတ်မြို့ကတက်မတော်ရဲ့ရှင်ဝင်အောက်ပြန်လည်ရောက်ရှိသွားတာအပြင်ကိုမိုးကုတ်ဆိုတာအစတွေကပြည်တော်စုရဲ့ပိုင်ဆိုင်မှုပဲရှင်ကျွန်တော်တို့မြန်မာနိုင်ငံကပြည်တော်စုမြန်မာနိုင်ငံတော့နော်ဒီမြန်မာနိုင်ငံထဲမှာရှိတဲ့မြို့တွေအားလုံးကျွာတွေအားလုံးပြည်နယ်တွေအားလုံးဟာပြည်တော်စုရဲ့ပိုင်ဆိုင်မှုတွေဒီပိုင်ဆိုင်မှုတွေပဲစီးဆုံးရှုံးတာမဖြစ်အောင်တိုင်းသမားသားလက်အောက်ကိုမရောက်သွားအောင်အစိမ့်စိမ့်မှမကွဲသွားအောင်လို့တက်မတော်ဆိုတဲ့ပြည်တော်စုရဲ့သားကဖိနှိပ်ဆောက်ရှောက်ပေးတာရှင်တက်မတော်ဆိုတာကျွန်မနိုင်ငံအတွက်သားကြီးဩရတာပဲမိသားစုမှာဖြစ်နေတဲ့စိုးခြင်းကောင်းခြင်းအားလုံးကိုကုညီဆောင်ရွက်ပေးရတယ်မိသားစုဆောက်ရှောက်ပေးရတဲ့သားကြီးဆုံးပဲပေါ့နော်ကျွန်တော်တို့အဲ့လိုသတ်မှတ်လို့ရတယ်ဒီတော့မိုးကုတ်မြို့လေးကတော့အခြားမြို့တွေလိုပဲပြန်လဲတာယာအေးချမ်းလာတော့မယ်မိုးကုတ်မြို့မှာတယံဇာတာတွေအရန်တူးထုတ်နေတဲ့သူတွေမရှိတော့ဘူးဒါပေမဲ့လည်းမိုးကုတ်မြို့လေးကပျက်စီးဆုံးရှုံးမှုတွေအများကြီးကြုံပြီးပြီရှင်အဓိကတယံဇာတာတွေမတရားထုတ်သွားတဲ့အတွက်ဘေးရွက်ဆိုးကျိုးတွေတော့မြို့သူမြို့သားတွေနောက်ဆိုခံစားရအောင်မယ်ဒါလေးကစိတ်မကောင်းစရာပါပဲကျမနိုင်ငံမှာကလက်နက်ကင်လုပ်နေကြပြီးတော့ဗောနော်လက်နက်ကင်ကြတယ်ရလက်တွေရကြပြီဆိုတယံဇာတာတွေထုတ်ကြတာခါကျရင်ကျမစဉ်းစားနေရဗောနော်သူတို့လက်နက်ကင်တာကိုအကြောင်းပြချက်ဘယ်လိုပဲပေးပေးသူတို့ရဲ့အဓိကရည်ရွယ်ချက်လှုပ်ဆောင်ချက်ကတယံဇာတာထုတ်ဖို့ပဲရှင်တယံဇာတာထုတ်တဲ့ခါကျရင်သူတို့အကြောင်းပြချက်တွေပေးတယ်ဗောနော်စစ်သုံးဖို့အတွက်ဆိုရင်တယံဇာတာတွေထုတ်ကြတယ်စစ်သုံးဖို့အတွက်တယံဇာတာထုတ်မဲ့အတူတူစစ်ကိုမတိုက်ကြတော့မကောင်းလားဆိုတာဟာကြောင့်သူတို့မစဉ်းစားဘူးဒါပေမဲ့တယံဇာတာထုတ်တယ်ဆိုတာစစ်သုံးတာနည်းနည်းပါရှင်သူတို့လက်နက်ကင်ခေါင်းဆောင်ပိုင်းနေရဲ့သားသမီးရဲ့နိုင်ငံခြားမှာကြောင်းတက်ဖို့ကများများပါအဲ့ဒါတော့သူတို့အသိဆုံးပါရှင်တော်တော်အားရလူပဲမသိမှာပါနော်အဲ့တော့မိုးကုတ်မြို့ကတော့ဘလိုပဲဖြစ်ဖြစ်ရန်သူလက်ထဲကတော့ပြန်လွတ်လာပြီဂေယစနစ်လည်းတော်တော်ပျက်စီးနေလောက်ပေးရှင်မိုးကုတ်ကြောက်ကွင်းဆိုမြင်းရက်ဆရာအောင်ကြောက်ကွင်းကိုကောက်ကွင်းဆိုမြင်းရက်ဆရာအောင်မရှိဘူးငွားစာကျဲနေအောင်တူထားတာပေါ့နော်အဲ့ဒီဗီရက်ဆိုးကြိုတွေကမိုးရတီကြလို့ရှင်မြေပြိုတာတွေရေကြီးရေရှမ်းတာတွေကမိုးကုတ်မြို့သူမြို့သားတွေပဲခံရအောင်ပါနော်ဘယ်သူမှမကောင်းရှင်ကဲကြောက်လေဘယ်သူမှမကောင်းဘယ်သူမှမကောင်းဒီမြေမှာစစ်ပွဲတွေကြောင့်အသက်တွေသွားတဲ့သူတွေလည်းမကောင်းကြံခဲ့တဲ့သူတွေလည်းမကောင်းမြို့လည်းမကောင်းနိုင်ငံလည်းမကောင်းပြည်ထောင်စုလည်းမကောင်းဘယ်သူကောင်းလဲစစ်ဖြစ်တော့ဘူးမှမကောင်းအဲ့ဒါကိုများအခုချိန်ကြီးချို့ရအမုန်းတရားရှင်ဝဲပိုက်ပြီးစစ်ကဖြစ်ချင်နေကြတော့မယ်အော်ဘို့ကောင်းလေတက်မလို့နိုင်သွားပါပြီတိုက်နေပါနဲ့တော့ဆိုတော့လက်မခံတဲ့သူတွေရှိရပေါ့နော်ပြီးတော့ကျွန်မအခုဒုတိယသတင်းလေးကအဲ့ဒါလေးနဲ့ဆက်ဆက်တယ်အရှုံးလက်မခံတဲ့သူတွေကိုဂျင်းထည့်သွားတဲ့အုပ်စုပေါ့ရှင်အဲ့ဒါကတော့မိုးကုတ် PDF ဖွဲ့တွေကျွန်မမိဘပြည်သူများကိုဒီသတင်းလေးတွေကိုမကြည့်ခင်မှာကျွန်မမိုးကုတ်ဖြစ်စဉ်လေးဆုံးပြောပြမှာပေါ့နော် TNL ကတက်မတော်နဲ့ညှိနှိုင်းပြီးရခါမှာဆိုရင်မိုးကုတ်မှာရှိရဲ့ PDF တွေလေမိုးကုတ် PDF တွေကမန္တလေးပေါ့ရှင်မန္တလေး PDF တွေမိုးကုတ်မှာရှိသွားချနေတဲ့သူတွေမိုးကုတ်ကိုငါတို့ကာကွယ်မယ်ဆိုပြီးအတန်ထွက်တယ်အဲ့ဒီအတန်ထွက်ခြင်းရည်ရွယ်ချက်တွေလားရတယ်အခုပေါ်လွင်သွားခဲ့ပြီအဲ့ဒါလေးကျွန်မပြောပြမယ်ရှင်အခုဒီမှာမိဘပြည်သူများသတင်းလေးကြည့်လိုက်ပါ AR တိုင်းကနေပြီးတင်ထားတဲ့သတင်းဖြစ်ပါတယ်အောက်တိုဘာလ30ရက်နေ့ကတင်ထားတာပါမိုးကုတ်မြို့ကိုတဲ့စစ်ကော်မရှင်လက်အောက်မကြစေရန်ကာကွယ်သွားမည်ဟုမိုးကုတ်ပကဖထုတ်ပြန်တဲ့သူထုတ်ပြန်တာမှန်လားအခုမိုးကုတ်မြို့ကိုအဲ့ဒီဗာလဲမိုးကုတ်ပကဖဆိုတဲ့အဖွဲ့တွေကာကွယ်နေလားဘူးမှမကာကွယ်ဘူးမနေ့တနေ့ကပဲဟိုကစစ်ကားနဲ့ဝင်သွားပြီလမ်းမှာလက်တားမဲ့လူတော့မရှိဘူးနော်တနက်နဲ့ချောင်းပြီးတော့ဟိုတိုက်စစ်စင်မှုမပြောနဲ့လက်နဲ့တားစစ်ကားကိုမတွားနဲ့ဆိုလက်နဲ့တားမဲ့သူတော့မရှိဘူးနော်အဲ့တော့ AR တိုင်းကတင်တဲ့တဲ့မှန်လားမိဘပြည်သူများတို့ကိုယ့်အဆုံးဖြတ်ကျွန်မအဖြစ်မပေးချင်ဘူးသတင်းသမားအချင်းချင်းဆိုတော့နည်းနည်းဒါ respect ထားတာပေါ့နော်အဲ့တော့နောက်တစ်ခုလည်းတင်ထားသေးရဲ့ရှင်အဲ့ဒီအောက်တိုဘာလ30ရက်နေ့မှာပဲမိုးကုတ်မြို့ကိုတဲ့ကာကွယ်သွားမယ်ဆိုပြီးထပ်တင်ထားတယ်တော်တော်ချက်သိက္ခာမရှိရဲ့အုပ်စုပါရှင်နောက်ထပ်တင်ထားတာကြတော့ဒီမှာ The Revolution Post တဲ့မိုးကုတ်မြို့ကို PDF နဲ့ပကဖပူးပေါင်းထိန်းချုပ်တယ်မယ်အောက်တိုဘာလ29ရက်နေ့တင်ထားတာအဲ့ဒီတရင်အောင်မှန်လားမိဘပြည်သူများပဲကိုယ့်အဆုံးဖြတ်ကြီးမှန်လားအခု
တက်မတော်ဝင်သွားပြီလေမိုးကုတ်မြို့သူတို့ထိန်းချုပ်နေသေးလားနောက်တစ်ပုတ်ပြအောင်မယ်ရှင်ဒေးနျူးဆိုတဲ့ကတင်ထားတာအော်တိုဘာလ31ကမိုးကုတ်မြို့ကိုအစွမ်းကုန်ကာကွယ်မည်ဟုအန်ယူဂျီတက်များပြောတဲ့ဟောကာကွယ်နေကြလားအခုအန်ယူဂျီတက်တွေမိုးကုတ်မြို့ကိုမကာကွယ်နေဘူးဟုတ်တယ်နော်ယူရပြည်သူများလည်းအမြင်ပဲနောက်ထပ်တင်ထားတာကြတော့ဘာမှ VJ ဆိုတဲ့ဟာကသတင်းသမားတောင်ပါသေးတယ်သတင်းတင်ဆက်တဲ့မျိုးသမီးတောင်ပါသေးတယ်မိုးကုတ်မြို့ပြန်မပေးရရေးစစ်အုပ်စုကိုခုခံတိုက်ခိုက်ဖို့မိုးကုတ်မြို့နယ်ကတော်လိုင်းရဲဘော်ဟောင်းတွေအနေနဲ့ပြန်လည်ပူးပေါင်းပါဝင်လာကြဖို့မိုးကုတ်မြို့နယ်ကပြည်သူတွေကတိုက်တွန်းပါညာဆိုပြီးတော့ရေးထားတယ်သတင်းတင်ဆက်ထားတာပေါ့နော်ပြီးတော့မိုးကုတ်မြို့ကို GNL ကပန်ပေးမယ်တက်မလို့နဲ့ညှိနှိုင်းပြီးဝယ်မယ်ဆိုတဲ့အခြေအနေတစ်ခုမှာမိုးကုတ်မြို့ကြီးကိုငါတို့ကာကွယ်ပါမယ်ဆိုပြီးတော့ပြည်တက်တွေဘာကြောင့်ကျင်းထည့်လို့ထင်လဲအဲ့လိုကျင်းထည့်ခြင်းနောက်မှာစစ်ကိုဆက်လက်တိုက်ချင်နေကြတဲ့စစ်မြေပြင်ဧရိယာမှာမရှိတဲ့နိုင်ငံခြားငတုံးတွေမိုးကုတ်မြို့မှာနေတာမဟုတ်တဲ့ရန်ကုန်တို့မန္တလေးတို့မှာရှိတဲ့ငတုံးတွေကအဲ့ဒီပြည်တက်တွေစီကိုပတ်စံတွေပို့ကြတယ်ရှင်ဒေါ်လာတွေနဲ့နိုင်ငံခြားဆိုဒေါ်လာနဲ့ပို့တယ်ပြည်တွင်းရဆိုရင်မြန်မာငွေနဲ့ပို့တော့သူတို့ကပတ်စံတွေအများကြီးရသွားတာစစ်တိုင်ပဲငါတို့ကာကွယ်မယ်ဆိုပြီးတော့ဂျင်းထည့်လိုက်တာအဲ့ဒီဂျင်းတစ်တောက်နဲ့တင်သူတို့ပတ်စံတော်ခိုင်သွားတာအခုပတ်စံခိုင်သွားတော့ဘာဖြစ်လဲအဲ့ပတ်စံတုံးလေးပိုင်းပြီးတော့မိုးကုတ်မြို့ကနေထွက်သွားတာပေါ့ရှင်ရှင်းလေးဟာကိုလမ်းစိတ်ရှာပေးလိုက်တာဘာမှမဟုတ်ဘူးထွက်သွားကနေလမ်းစိတ်ရှာပေးလိုက်တာပေါ့နော်အဲ့တော့တော်လှန်ရေးဆိုတဲ့ဟာကိုခုထိယုံကြည်နေတဲ့သူတွေလည်းတော်တော်ချင်းကြိုက်တယ်ရှင်2021ကနေမိလာလိုက်တဲ့ဂျင်း2025ကုန်တော့မယ်တစ်လပဲလို့တော့တယ်မိတော့မယ်အဲ့ဂျင်းကိုကျမတို့ဆိုတစ်ခါမိတော်ပြီပေါ့ရှင်ဟုတ်တယ်လူပဲဟာဟုတ်ဘူးလားတစ်ခါအလင်ခံရရင်ဘာဖြစ်လဲသူများအပြစ်နှစ်ခါအလင်ခံရရင်သူများအပြစ်ရသေးရဲ့သုံးခါအလင်ခံရရင်ကိုပြစ်ဖြစ်ပြီအဲ့စကားလကားထားခဲ့တာမဟုတ်ဘူးအခုအဲ့ညီပိတ်တွေကလေဘယ်နှခါလိန်ခံလို့ခံရမှာမသိအဲ့ဒါလေတို့ကဂျင်းကြိုက်တော့မယ်ဆိုတော့နော်တို့ဂျင်းကြော်ကျွေးရမယ်ရှင်သိလားနော်အဲ့တော့အဲ့လိုရှိရဲဟိုကောင်တွေကမိုးကုတ်မြို့ကိုအခြေတည်ပြီးတော့မိုးကုတ်မြို့ကိုအကြောင်းပြုပြီးတော့အိတ်ဖောင်းအောင်လှုပ်သွားပြီးတော့မှထွက်ပြေးသွားတာထွက်သွားကြတာမိုးကုတ်မြို့မှာအခုခွေးတောင်ကြောက်သမီးတောင်မရှိဘူးပြည်ထဲနဲ့ပတ်သက်လို့ရှင်ပြည်သူတွေပဲရှိတယ်တက်မလို့ဝင်သွားပြီနော်ကျမတို့လည်းအခြေအနေပေးလို့ရှင်မိုးကုတ်မြို့မှာသတင်းရိုက်ကူရေးပါလေသွားလို့ဖြစ်မယ်ကြောင်မင်းတော့လည်းကျမတို့သွားခဲ့တာဆိုတော့လေပေါ့နော်အဲ့လိုအခြေအနေရှိရဲရှင်ဒါမိုးကုတ်မြို့နဲ့ပတ်သက်တဲ့သတင်းလေးကျမပြောပြတာမိုးကုတ်မြို့သူမြို့သားတွေလည်းချက်ချင်းမဟုတ်ရင်တော့မိုးကုတ်မြို့လေးအဆင်ပြေသွားပြီဆိုကျမတို့ရိုက်ကူးဖွဲ့ရအောင်သွားနိုင်ပြီဆိုမိုးကုတ်မြို့သူမြို့သားတွေသွားလို့ရပြီပေါ့ဟုတ်တယ်မလားအဲ့တော့ကျမတို့သွားတဲ့အချိန်လေးတစ်ချက်စောင့်ကြည့်ပေးသတင်းသမားတွေသွားပြီဆိုချားလူလည်းသွားလို့ရတယ်ကျမတို့လိုမျက်နှာရည်တော့သွားလို့ရနေရဟုတ်တယ်မလားတာမန်ပြည်သူဆိုအေးဆေးသွားလို့ရတယ်အဲ့ဒါလေးပြောချင်တာပေါ့နော်ကျမတို့ကရှေ့ပြေးတွေနဲ့စူးစမ်းပြီးတော့သတင်းလေးတွေရှာဖွေပေးနိုင်အောင်တင်ဆက်ပေးနိုင်အောင်စူးစမ်းပါမယ်မိဘလူများအေးကြကြအိမ်ပြန်နိုင်အောင်လို့ဒီအိမ်ပြန်လန်းလေးကညီတို့မြေပုံနှွေးထွေးတယ်ညီတို့မြေပုံလှပတယ်ဘလို့လေးရှိတယ်ဆိုတာလို့ကျမတို့တင်ဆက်ပေးမှာဒါသတင်းသမားတောင်းအောင်ပဲရှင်ကျမတို့ကမိဘလူအားလုံးအိမ်ပြန်စေခြင်းနဲ့အေးချမ်းတဲ့ဒေသတွေမှာပဲနေထိုင်စေခြင်းနဲ့ဘာကြောင့်လဲဆိုတော့ကျမတို့ကိုချင်းစားတယ်2021မှာလည်းကျမတို့ဆိုရင်အိမ်ကနေထွက်ပြေးခဲ့ရတာလေအဲ့တော့ကိုယ့်အိမ်မှာကိုယ်မနေရတဲ့ဒုက္ခကိုကျမကောင်းကောင်းသိရရှင်ကောင်းကောင်းကိုချင်းစားတတ်တယ်မိုးကုတ်မြို့ကတော့အတုံးချခံဖြစ်သွားတာပေါ့နော်မိုးကုတ်မြို့အရင်ပြုတ်ပြီးတော့အိတ်ဖောင်းသွားတဲ့သူတွေကတော့တနေ့ရမှာနောက်ထပ်ဘယ်မြို့ကိုတုံးချရမလဲဆိုတာကိုဆက်လက်တွေးတောကြံစီနေကြမယ်နဲ့တူပါရဲ့ရှင်ကျမတို့နိုင်ငံမှာဒီလိုခွင့်ရေးသမားတွေများနေသူတွေကတော့မြို့ရွာတွေပျက်စီးခြင်းဆိုတာကရက်တန့်အောင်မှာမဟုတ်ပါဘူးရှင်မိဘပြည်သူများရှင်ဒီနေ့ကမင်္ဂလာရှိတဲ့နေ့လေးဆိုတော့ကျမမင်္ဂလာသတင်းလေးတွေပဲဆက်လက်ပြီးတော့တင်ဆက်ပေးချင်ပါရှင်ဒုတိယသတင်းလေးကတော့ကျမတို့အခုဒီတီလဝါစိတ်ကမ်းမှာစိုက်ကတ်ထားတဲ့ energy 3000သင်္ဘောပေါ့နော်အဲ့သင်္ဘောကနေပြီးတော့စုစုပေါင်းဓာတ်ပမာဏ900မီဂါဝတ်အထိတိုးမြင့်ထုတ်လုပ်သွားဖို့အတွက်ကြိုးစားလုပ်ဆောင်နေပါရှင်ဒီဇင်ဘာလအတွင်းမှာဓာတ်ပမာဏ100ကနေ200မီဂါဝတ်အထိထုတ်လုပ်ဖို့အတွက်လည်းကြိုးပမ်းဆောင်နေရဆိုပြီးသိရပါတယ်အထူးကပြည်သူလူထုနဲ့စက်မှုဆောင်တွေရဲ့လက်ဆက်တရားလိုအပ်ချက်ကိုပေါ့နော်ပုံမို့ဖြည့်ဆည်းပေးနိုင်ဖို့အတွက် NNG တိုးလောင်သင်္ဘောစိုက်ကတ်ထားပြီးရဲ့အခါမှာဆိုရင်အဆိုပါ NNG ဓာတ်ငွေ့ရှည်ကိုဓာတ်ငွေ့အဖြစ်ပြန်လည်ထုတ်လုပ်ပြီးတော့တန်နှင်း200မီဂါဝတ်နဲ့တာကေတ300မီဂါဝတ်ဓာတ်ပေးစက်ရုံတွေပေးပို့ထားပါတယ်ပြီးတော့ဒီဟာတွေနဲ့ဓာတ်အားစမ်းသပ်မှောင်းနေပြီဖြစ်ပါတယ်ဆိုပြီးတော့လက်စစ်စွမ်းဝန်ကြီးဌာနကနေပြီးတော့သတင်းထုတ်ပြန်ထားတာကိုသတင်းမီဒီယာတွေမှာတင်ထားတာကျွန်တော်တွေ့ရပါတယ်ရှင်ခုလိုမျိုးသဘာဝဓာတ်ငွေ့ရှည်ကနေပြီးတော့ဗောနော်ဓာတ်ငွေ့ပြန်လဲပြုတ်လုပ်တဲ့စက်ရုံတွေတန်နှင်းတို့တာကေတတို့မှာရှိတဲ့200မီဂါဝတ်ဓာတ်ပေးစက်ရုံတို့တာကေတက300မီဂါဝတ်ဓာတ်ပေးစက်ရုံတို့ကဒါစမ်းသပ်မှောင်းနေမှုတွေကိုလည်းလက်စစ်စွမ်းဝန်ကြီးဌာနကပြည်ထောင်စုဝန်ကြီးဖြစ်တဲ့ဦးညံထွန်းကနေပြီးတော့နိုဝင်ဘာလ29ရက်နေ့မှာသွားပြီးတော့စစ်ဆေးကြည့်ရှုထားတယ်လို့ကျွန်တော်တို့သတင်းလေးရရှိထားပါတယ်ဒါလေးကအင်မတန်ဝမ်းသာဖို့ကောင်းတဲ့သတင်းလေးပါရှင်ပြောရမယ်ဆိုရန်ကုန်မှာမီးတွေကအချိန်နဲ့ရတာပေါ့နော်တော်တော်ကိုလက်စစ်ဒုက္ခတွေဖြစ်နေတာပေါ့ရှင်အစမပြေမှုတွေဖြစ်နေတဲ့အခါကျတော့လက်စစ်ဓာတ်တွေအခုတိုးမြင့်ပြီးထုတ်နိုင်တော့မှဖြစ်တဲ့အတွက်ရန်ကုန်မြို့မှာနေတဲ့သူတွေနည်းနည်းတော့ပြုံးလို့ရပြီရှင်မျက်နှာလေးပြုံးလို့ရပြီနော်ပြုံးလို့ရပြီနော်
အရင်ကဆိုရင်ပီချက်တွေပေါ်လာတော့တာဝါတိုင်းလိုက်ချိုးရလေဆက်သွဲတာဝါတိုင်းလည်းချိုးတယ်လက်စစ်ဥစားတွေလည်းချိုးတယ်ဆိုတဲ့ခါကျတော့အဲ့ဒီမှာလက်စစ်တာနဲ့ပတ်သက်ပြီးတော့ဆုံးရှုံးမှုတွေအဲ့ဒီမှာပြုံးတီးမှုတွေကတစ်ဖက်ဒီမှာတိုင်းပြည်မတည်ငြိမ်တော့လက်စစ်နဲ့ပတ်သက်ပြီးတော့စီမံကိန်းတွေအရှိမတိုးနိုင်တာတစ်ဖက်နဲ့နီးမရတဲ့ခါကျတော့ရန်ကုန်ကနေတိုက်ခန်းချင်းလေးကနေပြီးတော့ကျမတို့ဘောမဆိုပြီးဆဲတဲ့အုပ်စုကလည်းအဲ့တတ်ကိုရှိတာဆိုတော့အခုမဆဲနဲ့တော့နော်မီးရမှန်တော့မယ်သဘောတရားမှရှိရမဆဲနဲ့တော့ဟုတ်ပြီလားနော်တိုင်းပြည်အကောင်းဆုံးပြန်ပြီးတော့စီမံပေးထားတယ်ကိုကတိုင်းပြည်ကနေပြီးတော့ကောင်းတဲ့အရာတွေပဲဖြစ်ဖို့အတွက်ပဲစူးစမ်းလှုပ်ဆောင်ကြမှာဒီနိုင်ငံထဲမှာအတူတူပဲနေနေကြတာဒီငံမှာနေပြီးဘောပဲမထမိန်မဲခြုံအဲ့ဒါကိုကိစ္စတိုင်းပြည်ပျက်စီးလို့ရှင်အကုန်ခံရမှာဆိုတာလေးကိုတော့နည်းနည်းအုံနောက်ပြန်မှာထည့်ထားကြစေချင်ပါတယ်အစိုးရကိုကြိုက်မကြိုက်အစိုးရဆိုတာ9နှစ်တစ်ခါပြောင်းမှာဒီမိုကရေစီစနစ်လေဟုတ်တယ်မလားအနည်းဆုံး9နှစ်တစ်ခါတော့ချိန်နေမှာပဲနော်မချိန်တော့မှတိုင်းပြည်ပျက်စီးသွားလို့ရှိရင်9နှစ်နဲ့လည်းပြန်လည်ဆောက်ဖို့ခက်တယ်10နှစ်နဲ့လည်းပြန်လည်ဆောက်ဖို့ခက်တယ်ဆိုတော့သိနာလဲဖို့လိုပါတယ်လက်စစ်နဲ့ပတ်သက်တာနေပြီးတော့ကျွန်မဆုံးမစကားလေးပြောတာပါကျွန်မသတင်းပြောဆုံးမစကားလေးပြောတတ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဆိုမိဘပြည်သူတွေကနည်းနည်းအသိခောက်ခတ်အဝယ်နဲ့တယ်ရှင်အသိပညာတွေတိတ်မရှိကြဘူးပေါ့နော်ဒါကြောင့်ကျွန်မတို့မြန်မာနိုင်ငံသားအချင်းချင်းသူအတိအကျလေးရပါစေဆိုတဲ့စိတ်စေတနာလေးနဲ့ပြောပြတာပါဆရာလုပ်တယ်လို့တော့မထင်ပါနဲ့ရှင်မိဘပြည်သူတို့အတိအကျလေးရတယ်အားလုံးကတိုင်းပြည်ကောင်းမှုအတွက်ပဲလုပ်ကြမယ်ဆိုရင်တိုင်းပြည်တကယ်ကောင်းလာမှာလေဒါကျွန်မတို့ကဒီနေ့ကို1ယောက်ရ2ယောက်ရစီယုံပြောဆိုပြီးတော့အသိပညာလေးတွေအတတ်နိုင်ဆုံးမျှော်ပေးတာဖြစ်ပါတယ်ကျွန်မတို့လည်းအရန်တော်လို့တော့မဟုတ်ပါဘူးเนาะဒါပေမဲ့ကျွန်မတို့စိတ်စေတနာလေးကတော့တိုင်းပြည်ပေါ်မှာဒီလိုလေးရှိတယ်မိဘပြည်သူများလည်းကျွန်မတို့လောက်လေးပဲစိတ်စေတနာလေးကောင်းကောင်းလေးထားပေးမယ်ဆိုကျွန်မနိုင်ငံကောင်းလာမှာဒါကြောင့်ကျွန်မအခုလိုလေးပြောတာပါရှင်ကျွန်မသတင်းလေးတွေကိုအမြဲတမ်းစိတ်ရှိလက်ရှိနားထောင်နေမိဘပြည်သူများကိုလည်းကျွန်မအမြဲတမ်းကျေးဇူးတင်နေပါတယ်ရှင်ကျွန်မရဲ့ယနေ့သတင်းတင်ဆက်မှုလေးကိုဒီလောက်နဲ့ပဲခਿੱတခဏရှင်းနာပြရစီရှင်